ဒီနေ့ပဲငပိချက်ငဖဲကျော်ဘူးဒီဟင်းကချက်စားပါတယ်ပထမဦးဆုံးပဲငပိတွေကိုရေစင်အောင်ဆေးပြီးတော့ထောင်းပါမယ်တဲအိုးတွေကိုစီထည့်ပြီးတော့စီဆူလာပြီဆိုလို့ရှိရင်ပိတ်ရမှာကြော်ထားတဲ့ငဖဲလေးကိုပြန်ပြီးတော့အပူပေးပေးပါမယ်ငဖဲလေးတွေဖောင်းလာပြီဆိုလို့ရှိရင်ပြန်ဆယ်ပေးထားပါမယ်ပြီးရင်တော့ငဖဲကြော်ထားတဲ့စီမူးမူးလေးမှာပဲရုပ်သီးစိမ်ချက်သွန်ဖြူနေနဲ့ရောင်တင်မှုထောင်းထားတာလေးကိုထည့်ပြီးတော့စီသက်ပါမယ်စီသက်တာလေးမွေးလာပြီဆိုလို့ရှိရင်ရမ်းချင်သေးလေးထည့်ပေးပါမယ်အရသာအနေနဲ့ကငပြရည်ရဲ့အချိုးမုံရည်ကိုသုံးပေးပါမယ်ခန့်ကျင်သည့်အလုံးကြည့်ပြီးတော့အနှစ်ဖြစ်သွားပြီဆိုလို့ရှိရင်ခုနတော့ကထောင်းထားတဲ့ဘဲငပီလေးတွေကိုထည့်ပြီးတော့ချက်ပေးပါမယ်ဘဲငပီတွေကိုနှံ့နေအောင်အရင်ဆုံးမှုတ်ပေးလိုက်ပါမယ်ပြီးရင်တော့ရေအနည်းငယ်ထည့်ပြီးတော့တည်ရချက်ပေးရပါမယ်အဲဒီအလုံးနှက်သွားစေချင်လို့ပါခုလိုမျိုးပဲကနှက်သွားပြီးစီလဲပြန်လာပြီဆိုလို့ရှိရင်တော့ပဲငပီချက်ကလေးကချက်ပါပြီဘူးဒီဟင်းမလေးချက်ပါတော့မယ်ရေစူလာပြီဆိုလို့ရှိရင်စားနေထားတဲ့ဘူးဒီကိုထည့်ပါမယ်ပြီးရင်တော့ထောင်းထားတဲ့ပစွန်ချောင်းဓာတ်ရိုက်ထားတဲ့ချက်သွန်ဖြူတို့ကိုထည့်ပေးပါမယ်ရတာအနေနဲ့ကတော့စားအချိုမုံထည့်ပါတယ်အားလုံးစုံအောင်ထည့်ပြီးပြီဆိုလို့ရှိရင်တော့အဖုံးအုပ်ထားလိုက်ပါတော့ဘူးသေးလေးလည်းနူးပြီးအရသာလေးလည်းမြည်ကြည့်လို့အဆင်ပြေပြီဆိုလို့ရှိရင်ငုံကောင်းကိုထည့်လိုက်ပါဘူးသေးဟင်းကားလေးရပါပြီဒီဟင်းအတွက်စိုက်ကလေးကလည်းဓမင်းစားမိန်ပါတယ်ဟင်းချက်နီးတွေကိုမျှဝေပေးနေတာမို့လို့အသစ်တင်နိုင်ကြည့်ရှုချင်တယ်ဆိုလို့ရှိရင် channel လေးကို subscribe လုပ်သွားပေးပါအောင်နော်